ဒီနေ့မြင့်ဆိုတဲ့သမီးလေးရဲ့အကောင့်ကို reply လုပ်ပေးမှာဖြစ်ပါတယ်သမီးလေးကအကျွေးတွေများနေလို့တဲ့စိတ်ညစ်လို့ဆိုပြီးတော့မှရေးထားပါတယ်သမီးလေးအကျွေးပေးစရာရှိတဲ့လူတွေမှန်သမျှကတော့စိတ်ညစ်ရတာပါပဲဒါပေမဲ့စိတ်ညစ်ခြင်းဟာအကျွေးပြန်လဲပေးဆက်နိုင်မှုအတွက်ပြန်လဲပေးဆက်ဖို့အတွက်အဖြေမဟုတ်ပါဘူးသမီးလေးပထမဦးဆုံးအရေးကြီးတဲ့အလုပ်ကအဲ့ဒီစိတ်ညစ်နေတာတွေဝမ်းနေနေရတယ်ပူပင်တာတွေအကျွေးဆိုတဲ့စကလုံးတွေအကျွေးဆိုတဲ့အတွေးတွေကိုပထမဦးဆုံးဘေးနားမှာခဏချပြီးတော့မှအေးဆေးတဲ့အုံနောက်အေးဆေးတဲ့နှလုံးသားနဲ့ဒီဟာဘလို့အလုပ်လုပ်ရင်ကောင်းမလဲဆိုတာစဉ်းစားရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပူပင်တော့ကနဲ့စဉ်းစားနေမယ်ဆိုရင်ကိုယ့်ရဲ့အုံနောက်နဲ့ကိုယ့်ရဲ့စိတ်ကအလုံးမလုံးနိုင်တာဖြစ်တဲ့အတွက်အလုံးမလုံးနိုင်တာဖြစ်တဲ့အတွက်အဖြေမထွက်ပါဘူးသမီးလေးအဲ့ဒါကြောင့်မို့လို့ပထမဦးဆုံးလုပ်ရမယ့်အလုပ်ကကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့အတွေးတွေအေးဆေးဆေးဖြစ်သွားဖို့အတွက်ကိုကဒီပူပင်တော့ကရောက်နေတယ်အကျွေးမှမဟုတ်ဘူးပူပင်တော့ကရောက်နေတဲ့ဘယ်အကျွေးပဲဖြစ်ဖြစ်အကြောင်းအရာပဲဖြစ်ဖြစ်ဘလို့ဟာပဲဖြစ်ဖြစ်ကိုယ့်ကိုပူပင်တော့ကရောက်နေတာလေကိုယ့်ကိုစိတ်ဆိုးစေတဲ့အကြောင်းအရာတွေကိုယ့်ကိုမခံကျင်နေတဲ့စမ်းအရာတွေအနှုတ်လက္ခဏာဆောင်တော့အတွေးတွေခံစားမှုတွေအကုန်လုံးကိုစိတ်ထဲကခဏဖယ်ပြီးတော့မှဘေးနားမှာထားပြီးတော့အာယုံမပြုတ်ပဲနေဖို့ဖြစ်ပါတယ်သမီးလေးအဲ့ဒီဟာလုပ်ပြီးပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်ကနည်းနည်းလေးတော့တက်တောင့်တက်တာရှိသွားမှာဖြစ်ပါတယ်အဲ့လိုတက်တောင့်တက်တာဖြစ်ပြီဆိုလို့ရှိရင်တော့မနက်15မိနစ်ည15မိနစ်လောက်ကိုယ့်ရဲ့အသက်ရှူတာလေးမှာရှူဝင်လေးကိုဝင်မှန်းသိအောင်ထွက်လေးကိုထွက်မှန်းသိအောင်ကိုကထိုင်ပြီးတော့15မိနစ်လောက်ကြည့်ရမှာဖြစ်ပါတယ်အဲ့လိုကြည့်ပြီးပြီဆိုရင်ပူပင်တော့ကမရှိတဲ့စိတ်ပြီးတော့အေးချမ်းတဲ့စိတ်ကလေးဖြစ်သွားပါပြီတကယ်လို့အဲ့လိုအေးချမ်းတဲ့စိတ်ကလေးမဖြစ်ရင်နောက်ထပ်15မိနစ်လောက်ဝင်တာလေးကိုဝင်မှန်းသိအောင်ထွက်တာလေးကိုထွက်မှန်းသိအောင်သတိထားပြီးတော့မျိုးလုံးလေးမိတ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့လိုစောင့်ကြည့်လို့မှ15မိနစ်ချိန်စောင့်ကြည့်လို့မှကိုယ်စိတ်ကလေးကနှခိုးထက်ပိုပြီးအေးချမ်းသွားပြီဆိုလို့ရှိရင်တော့ငါပေးဆက်ရမယ့်အကျွေးဒီ330ဆိုရင်ငါအခု350ရနေပြီလို့စာရွက်ထဲမှာရေးချရမှာဖြစ်ပါတယ်အဲ့ဒီ350ရနေပြီလို့ရေးချနေတဲ့အချိန်မှာပဲကိုယ့်ရဲ့ဒီ350ရလို့လူတွေပေးကြရှိရလဲပေးပြီးကြံတဲ့ငွေနဲ့လဲစောင်းဝင်နေလဲပြေးလဲပြီးကြံတဲ့ငွေနဲ့လဲအရင်နည်းလေးနဲ့အလုံးလုံးနိုင်ပြီးဆိုတဲ့ခံစားမှုကိုရရှိလို့အဲ့ဒီရရှိတော့မယ့်အချိန်ပေါ့အနာဂတ်မှာရရှိတော့မယ့်အချိန်မှာခံစားရမယ့်ခံစားချက်ကလေးကိုကြိုးတင်ပြီးတော့ခံစားပြီးတော့မှကျဉ်းနှံ့ပြီးတော့မှနေတဲ့စိတ်ခံစားမှုနဲ့ခုန950ရနေပြီဆိုပြီးတော့ချရေးရမှာဖြစ်ပါတယ်အဲ့ဒီလိုချရေးပြီးပြီဆိုရင်တော့ကျေးဇူးတင်ပါတယ်လို့3ခါရေးရမှာဖြစ်ပါတယ်သမီးလေးအဲ့တော့950ရနေပြီကျေးဇူးတင်ပါတယ်လို့3ခါရေးတာဟာတစ်ကြောင်းဖြစ်ပါတယ်အဲ့လိုအကြောင်းမျိုး55ကြောင်းရေးရမှာဖြစ်ပါတယ်မနေ့တစ်ချိန်ညတစ်ချိန်ရေးရမှာဖြစ်ပါတယ်9ရက်တိတိရေးရမှာဖြစ်ပါတယ်အဲ့လို9ရက်တိတိရေးတဲ့အချိန်မှာ9ရက်တစ်ချိန်2ချိန်3ချိန်4ချိန်အဲ့ဒီလောက်5ချိန်လောက်ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်စိတ်လည်းအေးချမ်းလာမယ်ပြီးရင်ကိုယ့်ရဲ့စိတ်ရဲ့ဆွဲဆောင်အေးချမ်းတဲ့စိတ်ရဲ့ဆွဲဆောင်မှုကြောင့်ကိုယ်မှာလှုပ်ရှားကင်စရာအလုတ်ကင်ခွင့်လန်းတွေပေါ်လာပါလိမ့်မယ်အဲ့ဒီအလုတ်ကင်ခွင့်လန်းတွေပေါ်လာပြီဆိုလို့ရှိရင်တမီးလေးရဲ့ထွက်ပေါက်ကရရှိပါပြီအဲ့ဒီအလုတ်ကိုပေါ်လာတဲ့အလုတ်ကိုမိရဆွဲကိုင်ပြီးတော့အဲ့အလုပ်ကိုအောင်မြင်အောင်စူးစမ်းအဲ့လိုစူးစမ်းပြီဆိုလို့ရှိရင်တော့တမီးဝင်ငွေတစ်ခုရလာပါလိမ့်မယ်အဲ့ဒီဝင်ငွေတစ်ခုရလာပြီဆိုလို့ရှိရင်တော့တမီးအိမ်မှာ300ရှိတာ3ပြီးတော့အဲ့ဒီကိုပေးရမယ့်သူကိုလည်းတွားရောက်ပြီးတော့ညှိနှိုင်းမှာကျမဒီလိုလောက်ကင်ဆောင်ရွက်ပြီးတော့အကျွေးကိုပေးဖို့အတွက်စီမံဆောင်ရွက်နေပါပြီအဲ့ဒါကြောင့်မို့လို့ကျမနဲ့တလောက်ဘလောက်ဆိုတာမျိုးလေးညှိနှိုင်းပြီးတော့မှပေးကြရမယ်အဲ့လိုပေးဖို့အတွက်ကိုဒီနေ့အစားပြီးတော့မှငွေစသွင်းတဲ့နေ့အစားပြီးတော့အတိုးကိုရက်ပေးပါပြီးတော့လို့ရှိရင်သူနဲ့ညှိနှိုင်းပြီးတော့မှကိုဆက်ရမယ်ငွေပမာဏပေါ့နော်ငွေပမာဏကိုသူနဲ့ညှိနှိုင်းလိုက်ပါသူနဲ့ညှိနှိုင်းလိုက်ပြီးတော့မှအဲ့ဒီငွေပမာဏကိုဘယ်နှလခွဲပြီးတော့ပေးပါမယ်ဆိုတာမျိုးသူနဲ့ဂရိကဝေပြုတ်ပါအဲ့ဒီလိုပြုတ်ပြီးသွားမှာကိုလည်းစူးစမ်းအားထုတ်ပြီးတော့မှ
ပေးရဆိုနတ်မှာဖြစ်ပါတယ်သမီးလေးလောက်ရမယ်အလုတ်ကဘယ်နှချက်ဖြစ်တယ်လဲဆိုတော့တစ်ချက်ကကို့မှာပူနေတဲ့စိတ်တွေတောကဖြစ်နေတဲ့စိတ်တွေအတွေးတွေကိုဘေးမှာခဏချထားပြီးတော့အာယုံမပြုတ်ပဲနေဖို့ဖြစ်ပါတယ်ဒုတိယကမနက်15မိနစ်15မိနစ်ကို့စိတ်ကိုပို့ပြီးတော့အေးချမ်းအောင်လုပ်ဖို့ဖြစ်ပါတယ်တတိယကတော့အဲ့ဒီကိုလိုချင်တဲ့ငွေအမောင့်ကိုချရေးဖို့ဖြစ်ပါတယ်အဲ့လိုချရေးလိုက်ပြီဆိုရင်အလောက်ကန်ခွင့်လန်းပေါ်လာပြီဆိုရင်အဲ့ဒီအခွင့်အလန်းကိုအမိရစုပ်ကန်ပြီးအလုပ်လုပ်ဖို့ဖြစ်ပါတယ်အဲ့ဒီအလုပ်လုပ်နေတဲ့အချိန်ကစပြီးတော့မှနံပါတ်5အဆင့်ကကိုယ့်ရဲ့အကျွေးပေးရမယ်သူကိုအကျွေးအတိုးကိုရပ်ဖို့ ਨੇ အဲ့ဒီဟာကိုဘယ်နှလခွဲပြီးဆက်ဖို့ဆိုရဲဟာကိုတွားပြီးတော့ညှိနှိုင်းရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်သမီးအကျွေးဟာတေချာပေါက်ကြေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အန်ဒီမိမိပါရှင်